哈哈，ဒါလေးကတော့ဒါကျမတို့ရဲ့ရွာအလှလေးပေါ့လေအရန်ကိုမှတာယာလှပတယ်ပေါ့နော်အော်ဒီမှာကလေးရည်ကူးနေတာဒါလေးကကြတော့ဒီဘက်မှာဆိုလို့ရှိရင်ဟိုဘက်မှာကြတော့ရမယ်ဟိုဘက်မှာကြတော့ပါရမီတရားပေါ့နော်ပါရမီတရားပါဒီဘက်မှာဟိုဘက်အဲ့တောင်ကမိဇန်တောင်ဒီမှာဆိုလို့ရှိရင်စပါးခင်းလေးတွေပေါ့ရွာရဲ့အလှလေးတွေပါစပါးခင်းလေးတွေညနေဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောမလဲလဲကြတာပေါ့နော်လူငယ်တွေလည်းလဲကြတယ်တအားနေမှတာရတာပေါ့ဟုတ်ပဲဟုတ်ပဲအမအဲ့နေမှတဲ့ဟိုဘက်ကိုဆက်သွားလို့ရှိရင်တော့မြို့တွေရောက်တာပေါ့နော်အခုကကျတော့ဒါကျတော့ရွာရဲ့အလှလေးပေါ့အမကျတော့မုတ်ဆိုင်အဲ့ဒါလည်းပြတာပါဆိုင်ယူလာဆိုင်အားလုံးလည်းဖို့ဖိတ်ခေါ်ပါတယ်ဘိုင်ဘိုင်